အားလုံးကြားကြသမျှအမြယူတော်မူကြပါကုန်လောဟာနဲ့ဟာကောငါကြီးအစ်စ်နဲ့လှုပ်ထားတာပါဘယ်နဲ့အချလောင်းဆိုပြီးတော့ပြစ်သားဖြစ်သွားတာပါလေမမရှင်ဖေဟာတပည့်တော်ဖေဟာမှန်မှန်ဝတ်မပြုလို့များဒီလိုဖြစ်သွားတာလားဖေဟာတပည့်တော်ဖေဟာမှန်မှန်ဝတ်မပြုတာဟာဖယားရှိခိုးမေ့နေလို့ပါဖေဟာတပည့်တော်ခွင့်လို့ပါဖေဟာငါတိတာအသားကြီးစီပါအတန်တွေကိုစုံလို့ငါကြောင်းနဲ့မြစတိတ်ရှိုးတီဝိုင်းများရွှေ့လာတာဟုတ်ပြီတိနေတရဟုတ်ပြီဟောငတိတိနေတရငတိတိနေတရအာမစက်ပိတ်တယ်မှာဒီမှာငါခေါ်နေတာငတိဘာတော့ဘုတော့ဘာတော့မဲအရေးကြီးနေမြို့သွားမလိုက်ခဲ့လို့မြို့သွားမလို့ဟာမင်းကလည်းမြို့သွားတဲ့အလုပ်ပဲလွယ်တဲ့အလုပ်လားဟာငါတောင်းယူပြီးခေါ်တာလေဘာခက်စရာရှိလို့လဲမှတ်ဖို့နေရှိလားမှတ်ဖို့နေတော့ရှိတာမှတ်ဖို့နေရှိရပြီလားသွားမယ်နေအောင်ပါမှတ်ဖို့နေရှိမှာငါဖဏစည်းစရာမရှိဘူးကွာဟေးကောင်ကဖဏအေးဟောဒါနဲ့အလွယ်လေးဟိုမှာတရားတော်ကြောက်ရှိမှာဖဏချွတ်တယ်ဖဏခိုးပဲအေးဟုတ်ပြီအေးနေအောင်ကွာဟိုမှာငါအင်ကြီးကပြဲနေတော့အင်ကြီးလည်းဝတ်စရာမရှိဘူးကွာအင်ကြီးလည်းမရှိဘူးအေးဒါနဲ့လွယ်လေးအေးတရားတော်အနာကိုက်ကိုသွားရုပ်ပြီးယူခဲ့အေးဟုတ်ပြီအဲ့လည်းရတယ်အေးနေအောင်ဟာအေးပထိုးကဒါကြီးကပြဲကြီးပထိုးမရှိဘူးဝတ်ကြမရှိဘူး။ပထိုးကလည်းမရှိပြန်ဘူး။အကွာညံတိန်းတာဒီမှာကုသတော်ရှိရငါအခုငါလိုက်သွားခဏပေးတယ်မှာ။မလုပ်နဲ့။ပေးတယ်ပါ။ဟောငါမှဒီတိတယ်ပဲရှိတာ။ခဏလေး။လဲစရာမရှိလို့မင်းကလည်းရေမချူတာတလားလောက်ရှိပြီ။ပြောပါလေ။ဒါနဲ့များဥစုလေရွှေဖြစ်တာတော့ငွေဖြစ်တာတော့ထိုးနေတယ်လို့မွဲတေတုတ်ပြတ်တတ်နေတဲ့ဟာကို။အေးပါရွှေမဖြစ်တယ်လို့မင်းပြောပေါ့။အဲ့ဒီရွှေမဖြစ်တယ်လို့ငါမျက်နှာငယ်နေရတာ။ရွှေဖြစ်လို့ကတော့ငါကကြည့်အောင်လုပ်ပြုံးဘာကိုကြည့်အောင်ဟောင်းကြည့်မှာတော့လေဘဝကိုကြည်ဝါချမ်းသာအောင်လုပ်ပြမယ်ဘဝကိုကြည့်အောင်လို့ကျွန်တော်တို့လည်းမေ့မထားနဲ့ဒါနေပေါ့ဟေးဒီကမြို့ခါတော့အေးဟုတ်မြို့ဟောကျွန်တော်ကြီးသေးဘယ်လောက်ရှိလဲဆိုတာသွားစုံစမ်းမလို့လို့ဖမ်းလိုက်တော့ဟိုတော့ဘာလဲကွာဟာဘာလဲရတော့ဖေးဟာဘာလဲရဟာဘာလဲရဟာ